Okay, a young powerful jide AI tool အကြောင်းလေးလာပါပြီ။မရှိတို့ဒီလိုမျိုးဗီဒီယိုလေးတွေကို line ပေါ်မှာတော့တော်များများညင်ဖြူရှာမှာပဲပေါ့နော်။အဲ့ဒါကို Google ကအခုထုတ်တဲ့ AI VEO3 နဲ့လုပ်ကြတာပေါ့နော်။အဲ့ဒါကို free ဘယ်လိုရအောင်လုပ်ရမလဲ။15လစာပေါ့နော်။တစ်နှစ်နဲ့3လစာ free ကိုဘယ်လိုရအောင်ယူရမလဲ။အဲ့တစ်နှစ်နဲ့3လပတ်စံတစ်ပြားမှပေးစရာမလိုဘဲနဲ့ဒီလိုမျိုးဗီဒီယိုလေးတွေ free ဘယ်လို create လုပ်ရမလဲဆိုတဲ့နည်းလမ်းကိုဒီနေ့ဒီဗီဒီယိုထဲမှာမရှိတို့နဲ့မျှဝေပေးမှာဖြစ်ပါတယ်။အရင်ဆုံးဒီ AI လောက်ထားတဲ့ဗီဒီယိုလေးတွေကိုကြည့်ကြည့်လိုက်ပါဘယ်လိုမျိုးဟာတယ်လဲဆိုတာ Okay, so finally our love marriage is happening and all this became possible because of Sandeep. You're asking too much for these. What can I do, sister? Prices have really gone up. What are you most afraid of? My wife. Yeah. Oh man, gotta take a nap. Can't let another human catch me on camera again. That was embarrassing. Okay, အခုနောက်လိုမျိုးဗီဒီယိုလေးတွေလုပ်ဖို့အတွက်ဒီ AI ကိုဘယ်လို free တောင်းရမလဲဆိုတဲ့နည်းလမ်းကိုပြပေးရအောင်နော်။အရင်ဆုံးမရှိလို့ဒီ Tadable VPN ထပ်မှာလာပြီးတော့ VPN ကို USA နဲ့ American နဲ့ connect လုပ်လိုက်ပါ။ American ပဲရမယ်နော်။တခြားနိုင်ငံနဲ့မရပါဘူး။ Okay, USA နဲ့ connect လုပ်ပြီးလို့ရှင်ကျွန်တော် description ထဲမှာပေးထားတဲ့ link တစ်ခုရှိတယ်။အဲ့ link ကိုနှိပ်ပြီးတော့အဲ့ link ကို copy လုပ်ပြီးတော့ Google Chrome ကနေတစ်ဆင့် paste လုပ်ပြီးတော့ဝင်လိုက်ပါနော်။ Okay, ဒီလိုမျိုးလေး paste လုပ်ပြီးတော့ဝင်လိုက်ပါ။မရှိလို့မှဒီလိုကြရွေးဒီလိုမျိုးလေးပေါ်လာတယ်ဆိုရင်တော့စိတ်ကူးစရာမလိုပါဘူးကျွန်တော် Gmail account အသစ်လုပ်ရမယ်ပေါ့နော် Gmail ထဲကိုသွားပြီးတော့ Gmail account အသစ်အကုန်လုံးလုပ်လိုက်ပါလုပ်ပြီးလို့ရှိရင်ဒီနေရာလေးကိုနေပါအဲ့နေရာလေးကိုနေလာလို့ရှိရင်မရှိလို့ Gmail ဖွင့်ထားတဲ့ဟာလေးအကုန်လုံးကြာလာလိမ့်မယ်အခုန Gmail ဖွင့်လိုက်တဲ့ဟာကိုနှိပ်လိုက်ပေါ့နော်အခုနဖွင့်လိုက်တဲ့ Gmail ကိုနှိပ်ပြီးတော့ account တစ်ခုလုပ်လိုက်ပါပြီးလို့ရှိရင်အခုန error ပျောက်သွားပြီးတော့ဒီလိုမျိုးလေးအမှန်တကယ်ပေါ်လာမဲ့နေရာမှာရောက်လာလိမ့်မယ်ပေါ့နော်တကယ်လို့အဲ့လိုလည်းမပေါ်လာသေးဘူးဆိုရင်မရှိလို့ Gmail အသစ်တွေလုပ်ပြီးတော့အဲ့ဒါနဲ့ခုနအတိုင်းပဲ try လုပ်ကြည့်ပါပေါ်လာလိမ့်မယ်ပေါ့နော် Okay ဒီနေရာလေးရောက်လာလို့ရှိရင်ဒီမှာကျွန်တော်တို့ဒီထဲမှာသူရေးထားတာတခုတွေ့ရလိမ့်မယ် University student တွေအတွက် USA မှာရှိတဲ့ University student တွေအတွက်ကဒါ free 3ခွင့်15လစာပေးမယ်ဆိုပြီးတော့ဒီမှာသူရေးပြထားတာပေါ့နော်ဒေါ်လာတစ်ပြားမှပေးစရာမလိုပဲနဲ့အဲ့ဒီဟာလေးရယူဖို့အတွက်ဒီမှာ verify student status ဆိုတဲ့ဟာလေးဝင်လိုက်ပါပြီးလို့ရှိရင်ဒီလိုမျိုးလေးကြာရောက်လာလိမ့်မယ်ဒီနောက်မှာ email ထည့်ထားမယ်ဘယ်လို email လဲဆိုတော့ကျွန်တော်တို့ဒီ student certificate အဲ့ကျောင်းက provide လုပ်ပေးထားတဲ့ email certificateပုံစံမျိုး email ပုံစံမျိုးကိုထည့်ရမယ်ပေါ့နော်အဲ့ဒီရဖို့အတွက်လည်းရန်လွယ်ကူပါတယ် Google Chrome မှာပဲရှိလို့ဒီလိုမျိုးလေးရိုက်ရှာလိုက်ပါဒီမှာကျွန်တော်ရေးပြထားတယ်အဲ့လိုမျိုးရိုက်ရှာပြီးလို့ရှင်အဲ့ထက်ဝင်ပြီးတော့ဒီနားမှာ email ရှိတယ်အဲ့ဒီဟာကိုဒီနားလေးကိုနှိပ်ပြီးတော့ copy လုပ်လိုက် copy လုပ်ပြီးတော့ဒီနေရာလေးကိုပြန်လာပြီးတော့အဲ့ email ကိုဒီမှာ paste လုပ်လိုက်ပေါ့နော်တီချာလေးလုပ်ရမယ်တော့မရှိလို့နည်းနည်းလေးလွှဲလို့မရဘူးဒီနားမှာ Okay email ကို paste လုပ်ပြီးလို့ရှင် verify ဆိုတဲ့ခလုတ်လေးကိုနှိပ်ပြီးလိုက်ပါဒီလို့ရှိရင်ဒီကိုရောက်လာပြီးတော့ verification code တောင်းလိုက်မယ်နော် verification code ကိုခုန website ထဲမှာပဲရောက်နေမှာပေါ့နော်အခုန website ထဲကိုပြန်သွားပြီးတော့ဒီနေရာလေးကိုထောက်ပါမယ်ရှိလို့ဒီ no reply ဆိုတဲ့နေရာလေးတွေ့လားအဲ့နားလေးကိုထောက်ပြီးတော့ကျွန်တော်တို့ကြည့်လို့ရမယ်ပေါ့နော်အဲ့ code ကို no reply ဆိုတဲ့ဆောင်းနာကနေမှာထောက်ပြီးလို့ရှိရင်အောက်လေးနည်းနည်းဆွဲချပါဒီမှာပေါ်လာလိမ့်မယ်နော် okay ဒီမှာနေငါခွန်လေးနားနှစ်ဆိုပြီးတော့ခင်ဗျားမှာမရှိလို့မှတခြားပုံစံမျိုးနဲ့တခြား code ပေါ်နေလိမ့်မယ်နော်အဲ့နားလေးမှာအဲ့ code ကို copy လုပ်ပြီးတော့ paste လုပ်ပြီးတော့ submit ဆိုတဲ့ဟာလေးဝင်နေပေးလိုက်ပြီးလို့ရှိရင် continue ကိုဝင်နေပေးလိုက်ပါ Okay ပြီးလို့ရှိရင်ဒီနေရာလေးကြာရောက်လာလို့ရှိရင် start trial ဆိုတဲ့နေရာလေးဝင်နေပါခဏလေးစောင့်ပေးလိုက်ပါပြီးလို့ရှိရင် Okay ဒီနောက်မှာကိုယ့်ရဲ့ payment method ကိုဒီမှာထည့်ခံလိုက်မယ်ပတ်စံတော့တပြားမှပေးစရာမလိုဘူး15လစာ free ရတယ်ဒါပေမဲ့15လပြီးသွားတဲ့နောက်ပိုင်းမှာကိုယ့်ရဲ့ account ထဲကနေ$19ဖြတ်သွားမဲ့ပုံစံမျိုးပေါ့နော်15လစာမပြီးခင်15လစာအနီးနားရောက်ပြီဆိုရင်15လပြည့်ခါနေအနီးနားရောက်ပြီဆိုရင်အဲ့ payment method ကို cancel လုပ်လို့ရတယ်အဲ့ cancel လုပ်နည်းကိုကျွန်တော်ဗီဒီယိုတက်တင်ပေးမယ်နောက်နေ့ကျရင်အခုလောလောဆယ်ဒီ payment method ဆိုတဲ့နေရာမှာ add card ကိုထည့်လိုက်ပါကိုမှ Visa card Master card ရှိဖို့လိုအပ်တယ်ပေါ့နော်ကိုဟာမဟုတ်လဲတခြားဟာသူများဟာယူပြီးတော့လုပ်လို့ရပါတယ်ဒါပေမဲ့15လမတိုင်ခင်တော့ cancel တော့လုပ်ဖို့လိုအပ်တယ်ပေါ့နော်ဟိုဆိုဖြတ်သွားလိမ့်မယ်$19အခုအစပိုင်း15လစာ free တော့ရလိမ့်မယ်ပေါ့နော်အဲ့ payment method ကိုထည့်ပြီးလို့ရှင် Okay ပြီးလို့ရှိရင်ဒီမှာ add card ဆိုတဲ့နေရာလေးဝင်နေပါ Okay ကိုဘန်မှာလောက်ထားတဲ့ Visa ကတ်ထည့်ရအတိုင်းဒီမှာ card number တို့လတို့ခုနှစ်တို့security code တို့ပါညာရေးလိုက်ပေါ့နော်နောက်ဆုံးမှရေးပြီးလို့ရှိရင်ဒီမှာ billing address ဆိုပြီးတော့ရှိရဲအဲ့နားလေးမှာကျွန်တော် USA နိုင်ငံရဲ့မြို့တစ်မြို့ရဲ့ zip code ကိုထည့်ရမယ်အဲ့ zip code ရှာလာကလည်းလွယ်လွယ်လေးပါပဲ Google မှာပဲသွားပြီးတော့ကျွန်တော်တို့ဒီနားမှာNew York zip code ဆိုပြီးတော့ဒါမှမဟုတ် New York postal code ဆိုပြီးရိုက်ရှာလိုက်နော်အမှ New York ရဲ့ postal code တွေ့လိမ့်မယ်အဲ့ postal code ကိုမှတ်ပြီးတော့
postcode ဆိုတဲ့နေရာလေးမှာဖြည့်ပေးလိုက်ပေါ့နော်ဖြည့်ပြီးလို့ရှိရင်အောက်မှာ save ဆိုတဲ့ခလုပ်လေးကိုနှိပ်လိုက်ပါမိတ်ဆွေတို့ဒီနားမှာစိတ်ပူစရာမလိုဘူးနော်ဘန်ကတ်ကိုဒီမှာထည့်လိုက်လို့သူအပတ်စံဖြတ်သွားမှာမဟုတ်ဘူးနော်15လကြာပြီးမှသူဖြတ်မှာ15လမတိုင်ခင်ကျွန်တော်တို့မှတ်ထားပါနော်ဒီရက်မှာဝယ်ထားတယ်2026ကျွန်တော်စက်တင်ဘာလ17ရက်နေ့မှာဝယ်ထားတော့စက်တင်ဘာလ2026စက်တင်ဘာလမှာပဲကျွန်တော်ကုန်မှာအဲ့မတိုင်ခင်ကျွန်တော်အဲ့ billing payment ကို cancel လုပ်လို့ရတယ်အဲ့ cancel လုပ်နေကိုကျွန်တော်ဗီဒီယိုတိတက်လုပ်ပေးမယ်နောက်ပိုင်းကျရင် okay ပြီးလို့ရှိရင်ဒီလိုမျိုးလေးပေါ်လာလိမ့်မယ်သူဒီမှာရေးထားတဲ့ဟာကိုဖတ်ကြည့်ပါဗာလဲ15လစက်တင်ဘာလ2026မှာ17ရက်နေ့စက်တင်ဘာလ2026မှာဒါကfree သုံးလို့ရတယ်ပေါ့နော်အဲ့ဒီအဲ့နောက်ပိုင်းဆိုရင်$20လောက်ထိသွားတစ်လတစ်ခါသွားကိုယ့်ရဲ့ဘဏ်အကောင့်ထဲ auto ဖြတ်သွားလိမ့်မယ်ပေါ့နော်အဲ့15လမတိုင်ခင်ကျွန်တော် cancel လုပ်ရမယ်ပေါ့နော်အဲ့ဒါကျွန်တော်နောက်မှပြောပြပေးမယ်ဗီဒီယိုလေးနဲ့ okay ပြီးလို့ရှိရင်ဒီအောက်က subscribe ဆိုတဲ့ခလုပ်လေးကိုနှိပ်ပေးလိုက်ပါ okay ဒီမှာ free ရယူပူရပြီဆိုပြီးတော့ဒီလိုမျိုးလေးပေါ်လာလိမ့်မယ်နော် subscribe လုပ်ပူရပြီပြီးလို့ရှိရင်ဒီမှာ start trial ကိုပဲထပ်နှိပ်ပြီးတော့ go to Gemini Pro ဆိုတဲ့ဟာလေးကိုနှိပ်ပေးလိုက်ပါ okay ကျွန်တော် Gemini VO3 အဲ့လိုမျိုးဗီဒီယိုလေးတွေလုပ်လို့ရပြီပေါ့နော်ဆောင်းလာကဒီ AI ဗီဒီယိုလေးတွေစလုပ်လို့ရပါပြီဒီနောက်မှာဘယ်လိုလုပ်ရမလဲဆိုတာလည်းကြားပေးပါမယ်okay ဒီမှာအောက်မှာဗီဒီယိုဆိုတဲ့ခလုပ်လေးရှိတယ်အဲ့ဒါကိုနှိပ်ပြီးတော့ဒီမှာကိုလိုချင်တဲ့ဗီဒီယိုဟာကိုရေးပြီးတော့လုပ်ခိုင်းလို့ရတယ်နော်ပြီးလို့ရှိရင်ဒီအပေါ်မှာဒီဟာလေးကိုနှိပ်ပြီးတော့ဒီနေရာလေးကိုနှိပ်ပါနော်မိတ်ဆွေတို့အဲ့ဒီဟာကိုနှိပ်ပြီးတော့ဒီမှာ 2.5 Pro review ဆိုတဲ့ဟာလေးကိုနှိပ်ပေးလိုက်ပါ okay ပြီးလို့ရှိရင်ကျွန်တော်တို့ဒီဗီဒီယိုဆိုတဲ့နေရာလေးကိုနှိပ်လိုက်ရှင်ဒီမှာပြပါလိမ့်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီနားမှာကိုလုပ်ချင်တဲ့ဗီဒီယိုရဲ့ prompt ကိုထည့်မယ်နော်ဥပမာထားပါတော့ကျွန်တော်ဒီ prompt လေးကိုထည့်ပြီးတော့ဒီလိုမျိုးဗီဒီယိုလေးလုပ်ခိုင်းမယ်ဟုတ်ကဲ့ဒီမှာဒီ prompt တွေထည့်ပြီးတော့ကျွန်တော်ဒီမှာစလုပ်ခိုင်းလိုက်မယ်2မိနစ်အတွင်းသူကဒီမှာလုပ်ပေးတယ်ပေါ့နော်ဟုတ်ကဲ့ဒီမှာအဝိုင်းလည်နေပါပြီခဏလေးဆောက်ပေးလိုက်မယ်2မိနစ်3မိနစ်အတွင်းသူကအရအောင်လုပ်ပေးပါတယ် okay ဒီမှာတော့ဗီဒီယို ready ဖြစ်သွားပြီအဲ့ဒါကိုကျွန်တော်တို့ play လုပ်ကြည့်အောင်ဘယ်လိုလဲဆိုတာ so finally our love marriage is happening and all this became possible because of Sandeep okay ဗီဒီယိုရပါပြီအဲ့ဒါကိုကျွန်တော် download ဆွဲပြီးတော့ gallery ထည့်ပို့မယ်အဲ့နားလေးကိုဗီဒီယိုကိုတစ်ချက်ထောက်ပြီးတော့ဒီမှာအပေါ်မှာအများလေးရှိတယ်အဲ့ဒါလေးကိုနှိပ်လိုက်ပါတော့ download ဖြစ်နေလိမ့်မယ်ခဏနေကြလို့ရှိရင်ကိုယ့်ရဲ့ gallery ထပ်မှာသာကြည့်ကြည့်လိုက်ပါ okay နောက်တစ်ခုဒီ Gemini Pro ထက်မှာဒီထက်မှာကျတော့ကျွန်တော်တို့တစ်ရက်ကိုဗီဒီယို3ဖို့လောက်ပဲလုပ်လို့ရမယ်ဒါပေမဲ့နောက်တစ်ခုရှိတယ် Flow ဆိုတဲ့ application ပေါ့နော်ဒီ Gemini ကပဲထုတ်ထားတဲ့ video creation လုပ်ဖို့တော့ပဲအဲ့ Flow ဆိုတဲ့ဟာကိုကျွန်တော်တို့ Google Chrome မှာ Flow ဆိုပြီးရိုက်ရှာလိုက် VPN ပဲချိန်ထားရမယ်ပေါ့နော် Flow ရိုက်ရှာလို့လိုက်လို့ရှိရင်ထပ်မှာကိုအခုနဖွင့်ထားတဲ့ account နဲ့ပဲ Gmail account နဲ့ပဲ login ဝင်လိုက်ပေါ့နော်ပြီးတော့ဒီနေရာလေးကြာရောက်လာလိမ့်မယ်ဒီနှစ်ခုပေါင်းနှစ်ခုလုံးမှာအမှန်ချစ်ပြီးတော့ tick လုပ်ပြီးတော့ next ကိုနှိပ်လိုက်ပါပြီးတော့ဟိုအောက်ဆုံးဆွဲချပြီးတော့ continue ကိုနှိပ်လိုက်ပါပြီးရင်ဒီ new project ဆိုတဲ့နေရာလေးကိုနှိပ်မယ် okay ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ Flow website ထဲမှာတော့အဲ့ Gemini ပဲ Google ကထုတ်ထားတဲ့ VO3 ပဲဒါပေမဲ့ဒီထဲမှာကျွန်တော်တစ်ရက်ကို unlimited အကန့်အသတ်မရှိဗီဒီယိုလေးတွေလုပ်လို့ရတယ် prompt လေးတွေထည့်ပြီးတော့ပေါ့နော် okay ဒီနောက်မှာကျွန်တော်တို့ရွေးချယ်စရာလေးပေးထားတယ်ဒီနေရာလေးကိုနှိပ်ပြီးတော့ဒီမှာ text to video လားframe to video လား photo ကနဲ့ဗီဒီယိုလုပ်ချင်လိုက်ရတယ်စသားကနဲ့ဗီဒီယိုလုပ်ချင်လိုက်ရတယ်ဒီနေရာလေးကိုနှိပ်ပြီးတော့ဒီနာမှာဗီဒီယိုတစ်ခါလုပ်လို့ရှိရင်ဘယ်နှပုတ်လုပ်မှာလဲပေါ့ prompt တစ်ခုထည့်လိုက်လို့ရှိရင်သူကအဲ့ prompt နဲ့သက်ဆိုင်တယ်ဗီဒီယိုနှစ်ပုတ်တစ်ခါတည်းလုပ်မစင်လည်းရတယ်လို့သုံးပုတ်ရတယ်လေးပုတ်လည်းရတယ်ပြီးလို့ရှိရင်ဒီအောက်မှာ VO3 ဆိုတဲ့ quality ကိုနှိပ်ပြီးတော့ VO3 quality ကိုဒီမှာရွေးပေးလိုက်ပေါ့နော် VO3 ဒီမှာဗီဒီယိုလုပ်တိုင်းကျွန်တော်တို့ VO3 quality ကိုပဲနှိပ်ပေးရမယ် USA VPN ချိန်ထားဖို့တော့မမေ့ပါနဲ့ပေါ့နော် USA VPN ထွက်လိုက်လို့ရှိရင်ကျွန်တော်တို့လုပ်လို့မရပါဘူးokay လုပ်ပြီးလို့ရှိရင်ကျွန်တော်ဒီနောက်မှာကြိုက်တဲ့ video prompt ကိုဒီမှာရေးထည့်လိုက်မယ်ပေါ့နော်ဥပမာကျွန်တော်ဒီ prompt လေးရေးထည့်ပြီးတော့ဗီဒီယိုလေးတစ်ပုတ်လုပ်ပြလိုက် okay ဒီမှာလုပ်နေပါပြီခဏလေးစောင့်ပေးလိုက်မယ်ပေါ့နော်2မိနစ်ပဲ2မိနစ်3မိနစ်ကြာတယ် okay ဒီမှာတစ်ပုတ်တော့အစင်သစ်ဖြစ်သွားပြီအဲ့တစ်ပုတ်ကိုကျွန်တော်ဒီမှာ play လုပ်ပြပါမယ် It's my channel Today we're exploring the breathtaking African savanna Look at those elephants okay ဒီမှာတွေ့တယ်တဲ့မှာတော့မရှိတော့အရန်မိုက်တယ်ဒီ download ဆွဲဖို့အတွက်ဒီအပေါ်အများလေးကိုနှိပ်ပြီးတော့ original size 290နဲ့လုပ်လိုက်ပေါ့နော်290နဲ့လုပ်ပြီးတော့ခဏလေးဆောက်ပေးလိုက် quality ချက်ကို auto ရသွားလိမ့်မယ်ဒီ YouTube ဗီဒီယိုမှာလည်းဒီမှာလုပ်ပူပါပြီအဲ့ဒါကိုလည်း download ဆွဲခြင်းနဲ့ဆိုရင် download ဆိုတဲ့ clip လေးကိုအများလေးကိုနှိပ်ပြီးတော့290 fps sorry 290 resolution နဲ့ download လုပ်လိုက်ပါခဏလေးကြာလိမ့်မယ်ကိုယ့်ရဲ့ quality ချက်ကိုရောက်ဖို့အတွက် okay နောက်တစ်ခုကျွန်တော်ဒီမှာ prompt တစ်ခုထည့်ပြီးတော့လုပ်ပြအောင် okay ဒီမှာ prompt တစ်ခုထည့်ပြီးလုပ်လိုက်တော့ဒီဗီဒီယိုလေးရလာတယ်နော်ဒီမှာ play လုပ်ပြWho are you most afraid of? My what? My wife? ဒီမှာဗီဒီယိုနှစ်ပုတ်လုံးလည်းရပါပြီပေါ့နော်ဒီဗီဒီယိုလေးကို download ဆွဲခြင်းနဲ့ဆောင်းလာတဲ့အတိုင်းပဲများလေးကိုနှိပ်ပြီးတော့920 resolution နဲ့ save လုပ်လိုက်ပါဒီမှာ Yeti တစ်ခေါက်နဲ့ဗီဒီယိုလည်းလုပ်ထားတယ်အဲ့ဒါကိုလည်းဒီမှာ play လုပ်ပြမယ်ပေါ့နော် Oh man, gotta take a nap. Can't let another human catch me on camera again. That was embarrassing.
Okay မိတ်ဆွေတို့ခုနကျွန်တော်မိတ်ဆွေတို့ရဲ့ရှေ့မှာလုပ်ပြသွားတဲ့ဗီဒီယိုတွေက prompt ကိုဒီဗီဒီယိုရဲ့ description ထက်မှာရေးပေးထားတယ်ပေါ့နော်အဲ့ description ထဲမှာရေးထားတဲ့ prompt ကို copy လုပ်ပြီးတော့မိတ်ဆွေတို့စမ်းလုပ်လို့ရပါတယ်နောက်လာမယ့်ဗီဒီယိုထားမှာကိုယ့်အကူ prompt လေးတွေဘယ်လိုတီထွင်ရမလဲ prompt ဘယ်လိုရေးခိုင်းရမလဲ AI ကိုပဲသုံးပြီးတော့အဲ့ topic ကိုမှနောက်လာမယ့်ဗီဒီယိုမှာကျွန်တော်ဗီဒီယိုလုပ်ပေးပါမယ်အခုရောဆိုကျွန်တော် provide လုပ်ပေးထားတဲ့ prompt လေးတွေကိုမိတ်ဆွေတို့စမ်းကြည့်ပါအကောက်ဖွင့်ပြီးတော့စမ်းကြည့်ပါနောက်လာမယ့်ဗီဒီယိုတွေမှာ product လောက်တာကအစပြီးတော့ billing payment ကိုဘယ်လို cancel လုပ်ရလဲဆိုတာလဲနောက်လာမယ့်ဗီဒီယိုတွေမှာကျွန်တော်ပြပေးသွားပါမယ်စိတ်ပူစရာမလိုပါဘူးဒီဗီဒီယိုကိုမိတ်ဆွေတို့ကြိုက်နေတဲ့တာဆိုရင် like and subscribe လည်းလုပ်ခဲ့ပေးပါဦး